don't fuck စီစဉ်ကြိုးစားပါတယ်ကျွန်တော်ကောင်းတက်စောပါခင်ဗျာကဲညီမလေးလည်းကောင်းတက်စောပါခင်ဗျာကိုကြီးကျော်မင်္ဂလာပါခင်ဗျာ Okay တချင်းစာသားမှားတာနဲ့ကျွန်တော်တို့ရဲ့ T1 ဘန်ကရစ်တာနဲ့ရလိုက်မှာဖြစ်ပါတယ် Ready ပဲလား Ready ပါ ဟုတ်ပြီဗျာ Ready ပဲဆိုရင် don't fuck စီစဉ် suspe Okay ပထမဆုံးရှင်ပြိုင်ရမယ့် level ကတော့ head to head ရှင်ပြိုင်မှုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ head to head ပြီးသွားပြီရှင်ပြိုင်ရမယ့် level ကတော့ to ရှင်ပြိုင်မှုဖြစ်ပါတယ်ရှင်ပြိုင်ရမယ့် level ကတော့ to ရေဟိုကရှင်ပြိုင်မှုဖြစ်ပါတယ်တချင်းကတော့တေခါမယုံညီလေးကျင်နာရီမရိုင်လဲနဲ့ညီလေးကျင်နာရီမရိုင်လဲနဲ့ညီလေးအဲ့လေရှင်ပြိုင်ရမယ့် level ကတော့မင်္ဂလာပါမမဘာတွေတင်ပေးလိုက်တယ်ပြောပြအောင်မမကိုဖြစ်ပါတယ်မင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေခင်ဗျာ Don't Freeze Mama စီစဉ်ကြိုးစားပါတယ်ကျွန်တော်မင်္ဂလာပါခင်ဗျာငါလေးလည်းမင်္ဂလာပါပရိသတ်များလည်းမင်္ဂလာပါမင်္ဂလာလည်းမင်္ဂလာပါဟုတ်ကျွန်တော်ဒီ ugly mama မင်္ဂလာပါခင်ဗျဟုတ်ပြီဗျာကဲအဲ့တော့ကဲဒါလက်ရှိမင်္ဂလာပါကဲမရလိုက်ပါဘူးရတယ်လို့ဖြစ်သွားပြီမဲ့လေရတယ်လို့မာလို့ကဲ Okay ကဲဒါနဲ့ညီမလေးရောကဲအဲ့တော့ပရိသတ်များခင်ဗျာလက်ရှိချန်ပီယံမှာစိန်ခေါ်တဲ့သူကတော့မင်းသားချောလေးဖြစ်ပါတယ်ဘယ်သူလဲကြည့်လိုက်အောင်ကျွန်တော်ကောင်းတက်စောပါခင်ဗျာမမဘာတွေတင်ပေးလိုက်တယ်ပြောပြပါအောင်မှုOkay ကဲဒါဆိုရင် ready ပဲလား Ready ပါဟုတ်ပြီဗျာready ပဲဆိုရင် Don't Freeze Mama season စတင်ပါပြီနောက်ဆုံးရင်ခွင်ကိုကဲဒါပေမဲ့အမှတ်60တောင်ပေးတာဖြစ်တဲ့အတွက်သချင်းစာသားအရေးအတွက်60တောင်ဖွက်ထားပါတယ်ကဲကောင်းလားရှိရတဲ့အလုံးကိုသိပိုင်းဘယ်တော့မှတော့ဘူးကွယ်ညတဲ့အလုံးဒီဘဝကိုပုံအလိုက်ပဲယုံထားလိုက်ပဲတော့မတော့ဘူးကွယ်ကြည့်မယ်စစ်မယ်အားလုံးပေါင်း60ပါခင်ဗျာတစ်လုံးလေးလွဲတော့လည်းဖြစ်နိုင်တယ်လို့တစ်ကြောင်းလုံးလွဲနေရလည်းဖြစ်နိုင်တယ်တစ်လုံးလေးလွဲတော့လည်းဖြစ်နိုင်တယ်လို့အားလုံးလွဲနေရလည်းဖြစ်နိုင်တယ်လွဲနေရလည်းဖြစ်နိုင်တယ်ဟုတ်နေဟာအမှတ်60အပြည့်ရသွားပါပြီဘာရွေးရမလဲညီလေးဘာရွေးမလဲဘာရွေးရမလဲခိုင်မြဲသောချစ်တို့နဲ့ယုံချစ်တို့နဲ့ကျင်နာရီမယုံကျင်နာရီမရိုင်လဲနဲ့ခိုင်မြဲသောအချစ်တို့နဲ့အကျဉ်းနာတွေမရိုင်လဲနဲ့ကွက်တီပဲနော်ကဲကြည့်အောင်ဘိုင်ဘိုင်ကျွန်တော်ရဲ့ကန်ကြီးအစီအစဉ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲဒီဘက်မှာတော့ဘယ်အမှုပညာရှင်ကလာပြီးတော့ကျွန်တော်တို့နဲ့ရှင်းပြပေးသွားမလဲဆိုတော့မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာအကိုနဲ့အမမင်္ဂလာပါခင်ဗျာမင်္ဂလာပါအခုဆိုရင်ပြိုင်ပွဲဝင်တွေအကုန်လုံးကလည်းရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်လို့ပြိုင်ပွဲဝင်တွေကိုကျွန်တော်နှုတ်ဆက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်ကျမနာမည်မက်ချယ်ရီပါရောက်ချယ်ရီဝင်လာပါရှင်မက်ချယ်ရီဟုတ်မက်ချယ်ရီbruh မက်ချယ်ရီဒီအစီအစဉ်ကြည့်ဘူးလားကြည့်ဘူးဘယ်လိုခံစားရလဲခုံနဲ့ရတာသိကျင်တာခုံနဲ့ရတော့သိကျင်လို့โอเคဟုတ်ကဲ့ပါအကိုပရိသတ်ကိုနာမည်နဲ့ဘယ်ကလာပြီးရှင်ပြိုင်လဲဆိုတော့မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ကိုစိုးမြတ်သူပါမြောက်တကောင်လာပြန်တာပါကိုစိုးမြတ်သူစားကိုစိုးမြတ်သူစားအခုဆိုရင်ဘာစားရမလဲဆိုတော့အကောင့်တွေကိုဒီပိုက်ကိုသုံးပြီးတော့ ready ဖြစ်ပြီနော်ကိုစိုးမြတ်သူစားမဟုတ်ပါဘူး1 2 3စားလို့ရပါပြီဟုတ်ပြီဗျာ
ဟာကိုစိုးဟာကိုစိုးမြတ်သူစား ဆက်ရတော့သိကျင်တော့ သုံးမရတော့သိကျင်လို့โอเคအနုပညာရှင်တယောက်ကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်ခင်ဗျာသွားပဲမြင်ကြည့်ရှုနေကြတဲ့Fortune TV ရဲ့ပရိသတ်တွေကိုလည်းတစ်ချက်လောက်နှုတ်ဆက်ပေးပါဦးဦးငါကျော်ကကျွန်တော်ပြောတဲ့အသီးနာမည်တစ်ခုကိုတေးဥဆောင်ပြမယ်အကိုနဲ့အမနဲ့ဖြေရမယ်ကိုစိုးမြတ်သူတဲ့ဟုတ်ကိုစိုးမြတ်သူသာမဟုတ်ဘူးလားလို့ ကိုစုံမြတ်သူစားဩမိုင်းဆိုပေါ့ အဲ့တော့စမယ်5 4 3 2 1 action တီးနော်တီးနော်နင်းထုံးမပြောနဲ့နော်တီးနော်တီးနော် okay ရှာသည် sorry ပါ Matt Cherry ကျေးဇူးပြုရ Matt Cherry ရဲ့မှန်ပုံးတွေလာထည့်ပေးပါဦး okay 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 တီးနော်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 အဲ့ဒီဘောမပေါဘူးဖြစ်နေပါတယ်မေးတီးနော်တီးနော် ခွေးလက်ပြုတ်သေးတယ်သူကမြောင်းပြင်းချင်းစောနဲ့ခွေးလက်ပြုတ်သေးတယ်ရှားလိုက်တယ်ခွေးလက်ပြုတ်သေးတယ် ဒီဂိမ်းကတော့ပြိတ္တတွေပြီးတဲ့အတိုင်းပဲဒီထဲထဲမှာကျွန်တော်တို့ကအကောင်လေးဆို၎င်းပစ္စည်းဆို၎င်းအမျိုးစုံတစ်ခုထည့်ထားမယ်အဲ့ဒါကိုကင်ပြီးတော့မှန်းပြီးတော့ပြောရမှာโอเคအဲ့ဒါဆိုရင်1 2 3 timer start ဟုတ်ပြီဟာကိုစိုးဒီဘက်လှည့်လို့ရပါပြီဗျ ကဲအဲ့သားတော်ကြီးနှစ်ပါး ကဲ ready နော် အဲ့ဒီ 5 4 3 2 1 timer start okay ရဲရဲတင်းတင်းပဲနှိုက်ကြည့်လိုက်ဘုံဘုံဆိုတော့ကြည့်ပေးပါTiger King CMS Tiger 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 King CMS